ရေမော်တာနှစ်ကောင်ကိုနိုင်မဲ့မီးအမြင့်ဆက်တဲ့မီးဝင်180လောက်ရှိတယ်တဲ့ okay ပြပေးပါတဲ့ဟုတ်ပြီအခုကျွန်တော်ပြပေးထားတဲ့ဟာကကျတော့ 5kV auto manual 2မျိုး3 Fuji တစ်စိတ်ထဲကအဲ့ဒီကောင်ဆိုလို့ရှိရင်ရေမော်တာနှစ်ကောင်ကိုကောင်းကောင်းနိုင်ပါတယ်မီးဝင်180ရှိတယ်ဆိုလို့ရှိရင်ပိုလို့တော့နိုင်သေးတယ်ပေါ့နော်ရေမော်တာနှစ်ကောင်ကောင်းကောင်းနိုင်တယ်ဆိုတော့အာမခံတယ်နော်အာမခံတစ်နှစ်ပေးပြီးတော့ကျွန်တော်တို့ရောင်းချပေးတယ်အကယ်လို့ဒီထက်နည်းနည်းလေးပို့ပြီးတော့သုံးကျင်တယ်ဟဲ့ဆိုလို့ရှိရင်တော့ 7kV ရှိမယ်နော် 7kV ဆိုလို့ရှိရင် second ရှိမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်အသစ်ထဲရလည်းရှိမယ် brand new အသစ် parking ထဲရလည်းရှိမယ် second ထဲရလည်းရှိမယ်နော် 7kV တွေရှိမယ်နော်ဝက်9000ဝက်9000ဆိုလို့ရှိရင်ရေမော်တာကိုကောင်းကောင်းအသုံးပြုလို့ရပါတယ် brother ရေနော်ရန်ကုန်မြို့တွင်းဆိုလို့ရှိရင်ကျွန်တော်တို့အိမ်နယ်ရောက်ပို့ဆောင်ပေးတယ်တက်ဆင်ပေးတယ်အာမခံတစ်နှစ်ပေးပြီးတော့ရောင်းချပေးတယ်ပို့ကတက်ဆင်က free နဲ့ကျွန်တော်တို့ပို့ဆောင်ပေးပါတယ်နေဝေးဆိုလို့ရှိရင်တော့ကျွန်တော်တို့မိသည့်မြို့မဆိုပေါ့နော်ကားဂိတ်အရောက်ကိုကျွန်တော်တို့တေချာစွာထုတ်ပို့ပြီးတော့ပို့ဆောင်ပေးနေပါတယ် brother เนาะကျွန်တော်တို့ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ရှိတယ်39993333နဲ့ Viber နံပါတ်3998314983တို့ကိုဆက်သွယ်လို့ရပါတယ် brother ကျေးဇူးပါ